လွမ်းမိတာမဆမ်းပါဘူးပကံရဲ့ပကံပြည်ရဲ့နေထွက်နေဝင်ခြင်းကြီးရဲ့ပကံပြည်ရဲ့ရှုခင်းကြဲကြဲရဲ့အတူတူသွားခဲ့မှုတဲ့သူတွေရဲ့မြင်းလဲလေးစီပြီးစကားတပြောပြောနဲ့ရှုခင်းနေနေရတဲ့အရာတွေကိုတန်တနေပြီးတော့တာပါပဲရှင် တော်ရရမနဲ့စားလက်စား အဲ့တော့နည်းနည်းလာများများပြီး ဟုတ်တယ်ဘရက်